ပြုပြင်ရေးသမားတယောက်ဟာသတင်းပေါက်အပြင်ဘက်မှာအလုပ်လုပ်နေတော့ကိုရီးယားအဆင့်မြင့်အရာရှိတယောက်သူ့ရဲ့အမြောက်မယားနဲ့ဖောက်ပြန်နေတာကိုမတော်တဆမြင်သွားခဲ့ပါတယ်။တကယ်လို့ဒီကိစ္စသာလူသိရှင်ကြားပေါက်ကြားသွားရင်အဲ့ဒီအရာရှိဟာသမရလောင်းဖြစ်အရွေးချယ်ခံပိုင်ခွင့်ဆုံးရှုံးသွားမှာပါ။အဲ့ဒီအချိန်ကစပြီးပြုပြင်ရေးသမားရဲ့အသက်အန္တရာယ်ဟာစိုးရိမ်ရတဲ့အခြေအနေကိုရောက်ရှိသွားပါတော့တယ်။တိတ်မကြခင်မှာပဲအဲ့ဒီအရာရှိဟာသူ့ဇနီးစီဖုန်းဆက်ပြီးခုနကတင်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြောပြလိုက်ပါတယ်။သူတို့ရဲ့အိမ်အောင်ရေးဟာဟန်ပြတက်တက်ဖြစ်နေခဲ့တာကြားပြီးဆိုပေမဲ့အကျိုးစီးပွားခြင်းကအရန်ကိုထိစပ်နေတာကြောင့်ဇနီးဖြစ်သူဟာသူမခင်မွန်းရဲ့အရှုပ်ထုတ်တွေကိုလိုက်ရှင်းပေးနေရဆဲပါပဲ။ဇနီးဖြစ်သူဟာသူမရဲ့လူတွေကိုချက်ချင်းဖုန်းဆက်ပြီးအဲ့ဒီပြုပြင်ရေးသမားကိုအပြတ်ရှင်းပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းပြုပြင်ရေးသမားအိမ်ပြန်ရောက်ခါစားမှာပဲလက်နက်ကင်ထားတဲ့လူတစုဟာသူ့အိမ်ထဲကိုတိတ်တဆိတ်စီးနှင်းဝင်ရောက်လာကြပေမဲ့သူကအိမ်ရဲ့အနေအထားကိုကျွမ်းကျင်တာကိုအသုံးချပြီးသူတို့ကိုတယောက်ပြီးတယောက်နှိမ်နင်းလိုက်ပါတယ်။တိတ်မကြခင်မှာပဲသူတို့အားလုံးကိုပြုပြင်ရေးသမားကအလဲထိုးလိုက်နိုင်ပါတယ်။သူကဒီလောက်အထိတော်နေရတာဟာတကယ်တော့သူဟာထိတ်တန်းဆင်းရှိတဲ့ကြေးစားစစ်သားတယောက်ဖြစ်နေလို့ပါပဲ။အဲ့ဒီပြုပြင်ရေးသမားရဲ့နာမည်ရင်းကကင်ဟာတယောက်ပါလွန်ခဲ့တဲ့အချိန်တုန်းကသူတာဝန်ထမ်းဆောင်နေစဉ်မှာသူ့ရဲ့စကားပြန်ချစ်သူဟာသူ့ရဲ့အသင်းဖော်တွေလက်ချက်နဲ့ပဲအသက်ခံခဲ့ရပါတယ်။ကင်ဟာကိုယ်တိုင်လည်းသတိမေ့သွားခဲ့ပြီးသူမကိုတတ်ခဲ့ပါတယ်ဆိုပြီးအကွက်ဆင်အဆွဆွဲခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့သူဟာတရားဥပဒေအရအရေးယူခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့လက်တွေ့စစ်မြေပြင်ကတိုက်ခိုက်ရေးအတွေ့အကြုံတွေကိုအသုံးချပြီးကင်ဟာထောင်ထဲကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်။အခုတော့သူဟာဘလို့နည်းနဲ့မဆိုတောင်ကိုရီးယားနိုင်ငံစီကိုပြန်ရောက်အောင်လာခဲ့ပါတယ်။သူချစ်သူတည်ဆုံမှုရဲ့နောက်ွယ်ကကျိုးကင်သူဟာကိုရီးယားအဆင့်မြင့်အရာရှိတယောက်ဖြစ်နေတာကြောင့်ကင်ဟာလက်စားချေဖို့လမ်းဆက်ကိုစတင်ခဲ့ပါတော့တယ်။ဒါပေမဲ့သူဟာအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့အလိုရှိခြင်းခံထားရသူဖြစ်တာကြောင့်သူ့ရဲ့အမတ်သားကိုဖုံးကွယ်ပြီးအောက်ခြေအလုပ်သမားတယောက်ဖြစ်ပဲနေထိုင်ခဲ့ရပါတယ်။အဲ့ဒီအလုပ်ကသူ့အတွက်ပိုပြီးကြီးမားတဲ့ပြဿနာတွေကိုယူဆောင်လာလိမ့်မယ်လို့သူလုံးဝမျှော်လင့်မထားခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲအရာရှိရဲ့ဇနီးဟာသူမရဲ့လူတွေအလုံးမအောင်မြင်ဘူးဆိုတာသိလိုက်ရတဲ့အခါပြုပြင်ရေးသမားတယောက်တည်းကိုတောင်အပြတ်မရှင်းနိုင်ရမလားဆိုပြီးဒေါသတကြီးနဲ့ဆဲဆိုချိန်မောင်းပါတော့တယ်။အဲ့ဒီအတော်တွင်းမှာကင်ဟာကျေးလက်တော်ရွာတစ်ခုစီထွက်ပြေးခဲ့ပြီးအဲ့ဒီကတက်ကြီးရွယ်ဦးဇနီးမောင်နှံနှစ်ယောက်ကသူ့ကိုခေါ်ယူကျွေးမွေးထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာကျေးလက်မှာအေးအေးချမ်းချမ်းနဲ့ရိုးရိုးရှင်းရှင်းပဲနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာကင်ဟာလယ်ထဲမှာအလုပ်လုပ်နေတော့ဇနီးဖြစ်သူကဆေးလွတ်လိုက်တဲ့လူသက်သမားကအဲ့ဒီတက်ကြီးရွယ်ဦးဇနီးမောင်နှံကိုပြန်ပေးဆွဲသွားပါတယ်။သူကကင်ဟာရဲ့တပ်ပုံကိုထုတ်ပြပြီးအသေးခံမလားသူဘယ်မှာလဲဆိုတာကိုပြောမလားဆိုပြီးအတင်းအကျပ်မေးမြန်းပါတော့တယ်။အဖိုးအိုဇနီးမောင်နှံကဘာမှပြောဖို့ညှင်းဆန်နေတော့လူသက်သမားကသူတို့ကိုအရှင်လက်လက်မီးရှို့တတ်တော့မဲ့အချိန်မှာပဲကင်ဟာကအချိန်မီပြန်ရောက်လာခဲ့ပါတယ်။လူသက်သမားကအရေးချင်းရှိတယ်ဆိုပေမဲ့လည်းထိတ်တန့်အဆင့်ရှိတဲ့ကြေးစားစစ်သားတယောက်ကိုတော့မရှင်းနိုင်ပါဘူး။တိတ်မကြခင်မှာပဲကင်ဟာကသူ့ကိုဖမ်းဆီးထိန်းသိမ်းလိုက်နိုင်ပါတယ်။နောက်တော့သူကတူတချောင်းကိုကင်ပြီးတေဘေးနဲ့ရင်ဆိုင်နေရတဲ့လူသက်သမားကိုစစ်မေးပါတော့တယ်။အဲ့ဒီလူကသူ့ကိုကင်ဟာရဲ့ပတ်ဝန်းကျင်ကလူအားလုံးကိုတပ်ပစ်ဖို့အမိန့်ပေးထားကြောင်းဝန်ခံလိုက်ပါတယ်။ဒီအမိန့်ကိုပေးခဲ့သူဟာအရာရှိရဲ့ဇနီးဖြစ်တာကြောင့်အဲ့ဒီညမှာပဲကင်ဟာဇနီးဖြစ်သူရဲ့နေအိမ်ထဲကိုတိတ်တဆိတ်ခိုးဝင်သွားပါတယ်။လုံခြုံရေးတွေကိုရှင်းလင်းပြီးတဲ့နောက်မှာတော့သူမနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပါတော့တယ်။သူ့ကိုပဲလာပြီးတိုက်ခိုက်ချင်ရင်တိုက်ခိုက်ပါဒါပေမဲ့သူ့ပတ်ဝန်းကျင်ကလူတွေကိုတော့အေးအေးဆေးဆေးနေခွင့်ပေးပါလို့ကင်ဟာကသူမကိုပြောလိုက်ပါတယ်။ဒါပေမဲ့သူမကတော့အလျှော့ပေးမဲ့ပုံလုံးဝမပေါ်ပါဘူး။မကြခင်မှာပဲလက်နက်ကင်ထားတဲ့တပ်တော်ဆောင်လူတစုဟာအထဲကိုဝင်လာကြပါတယ်။ကင်ဟာကတော့အရာရှိရဲ့ဖောက်ပြန်မှုကိစ္စကိုဘယ်သူ့ကိုမှမပြောခဲ့ဘူးလို့ဝန်ခံလိုက်ပါတယ်။သူ့ဘေးနာကလူတွေကိုအသက်ချမ်းသာပေးဖို့သူနောက်တစ်ကြိမ်ထပ်ပြီးတောင်းပန်ခဲ့ပေမဲ့ဇနီးဖြစ်သူကတော့သူ့ရဲ့တောင်းဆိုချက်ကိုညှင်းပယ်နေသေးပါပဲ။အဲ့ဒီနောက်မှာတော့တပ်တော်ဆောင်တွေကသူ့ကိုအတင်းဆွဲခေါ်သွားကြပါတယ်။ကင်ဟာတေမင်းတမန်ထောင်ချောက်ထဲကိုကြားရောက်သွားတယ်လို့ဖြစ်နေပေမဲ့တိတ်မကြခင်မှာပဲအဲ့ဒီဇနီးဖြစ်သူဟာအရာရာတိုင်းအတွက်နောင်တရလာတော့မှာပါ